Hollywood ရဲ့ Oscar 9ခုရခဲ့တဲ့ The Bridge on the River Kwai ဆိုတဲ့စကားထဲမှာတော့စစ်တုံးမန်းတွေကလေတွေချုံတချင်းနေဆိုရင်တရားကိုပျော်ပျော်ပါပါစောက်ခဲ့ကြပါတယ်။ဒါပေမဲ့မိတ်ဆွေတို့တမိုင်းကဖုံးကွယ်ထားတဲ့အမှန်တရားကိုပြောပြရမှာလား။ဒီရုပ်ရှင်ဟာတကယ်ဖြစ်ရမှန်းနဲ့လုံးဝတခြားစီပါ။ရုပ်ရှင်တွေကလို့ဇသိန်းလလလေးမဟုတ်ပါဘူး။အပြင်မှာတော့အဲ့ဒီရထားလမ်းဖောက်တဲ့လူတွေဟာသွေးတွေမျက်ရည်တွေအလောင်းတွေနဲ့ခင်းဆက်ရခဲ့တဲ့တင်မင်းတမန်ရထားလမ်းပါ။မိုင်ပေါင်း158မိုင်ကီလိုမီတာနဲ့ဆိုရင်415ကီလိုမီတာရှိတဲ့ဒီမြင့်နဲ့လေးရဲ့အောက်မှာစကပုံတစ်ခုရှိပါတယ်။တက်သားစလီဖုံးတစ်ချောင်းဟာလူတစ်ယောက်ရဲ့အသက်တစ်ချောင်းပဲတဲ့။ဒါဟာတင်စားတာပဲမဟုတ်ပါဘူး။တကယ်တမိုင်းအစ်စ်ပါ။လူပေါင်းသိန်းချီငရဲကြခဲ့ရတဲ့ဖြစ်ရမယ်အကြောင်းကိုအခုပဲတူတူကြည့်ကြရအောင်။1942ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းဂျပန်စစ်တပ်တွေဟာမဟာမိတ်တွေကြောင့်ပင်လယ်လမ်းကြောင်းတွေပိတ်သွားခဲ့တဲ့အခါမြန်မာပြည်ကစစ်မျက်နှာစီရိတ်ခါနဲ့လက်နက်တွေပို့ဖို့ထိုင်းမြန်မာရထားလမ်းကိုအမြန်ဖောက်ဖို့ဆုံးဖြတ်လိုက်ခဲ့ပါတယ်။ဂျပန်အင်ဂျင်နီယာတွေကိုယ်တိုင်ထွက်ထားတာကတော့ဒီလိုကြမ်းတမ်းတဲ့တောနက်ကြီးထဲမှာဖောက်ရင်အနည်းဆုံး9နှစ်ကြာမယ်တဲ့။ဒါပေမဲ့ဂျပန်စစ်တပ်ကဘာပြောလိုက်လဲသိလား။တနစ်နဲ့အပြေဖောက်တဲ့။သူတို့မှာစစ်ရန်နေရကြီးတွေဘာမှမရှိပါဘူး။ပါလာတာကလည်းလူဆောက်ဝါတောင်းနဲ့သူတို့ရဲ့လက်ပလာတွေပဲ။ဒါကိုဘလို့လူတွေနဲ့ဖောက်လဲဆိုတော့ဖမ်းမိလာတဲ့မဟာမိတ်စစ်တုံးမှန်6000ကျော်ပြီးတော့မြန်မာမလေးရှားအင်ဒိုနီးရှားကဧတာချွေးတက်တာ2သိန်းကျော်စုစုပေါင်းလူပေါင်း4သိန်းကျော်နေပါကိုအဓမ္မကျုံလို့ခိုင်းစေခဲ့တာပါဂျပန်နေညွန်ကြားတဲ့စစ်စင်ရင်နာမည်ကတော့စပီဒိုမြန်မြန်လို့တရက်ကို18နာရီမနာတန်းလောက်ရတယ်အဆိုးဆုံးနေရာကတော့ Hellfire Pass ငရဲမီလမ်းကြားပဲဖြစ်ပါတယ်အလျား85မီတာရှိတဲ့ကြောက်တောင်ကြီးကိုလူတွေကလက်နဲ့ထုခွဲရတာပြီးတော့ညဘက်ဆိုရင်မီးတွေထုံပြီးလောက်ရတယ်အစာငတ်ပြက်ပြီးအယုဘော်အေးတင်နေတဲ့လူတွေဟာမီးအောင်အောက်မှာတူတွေကိုစီနဲ့ကြောက်တောင်ကိုထုနေနေရတဲ့မြင်ကွင်းဟာတကယ်ငရဲပြည်အတိုင်းပဲဒါကြောင့်ပဲဒီနေရာကိုငရဲလမ်းကြောင်းလို့အမည်သွင်းခဲ့တာပါမနေ့တာစားစရာကစံပြော့အေးကြဲတစ်ခွက်ပဲဒီလိုအလုတ်ကျန်းတဲ့အာဟာရပြတ်မှုကြောင့်လူတွေဟာပိန်လာပြီးကာလဝမ်းရောဂါဝမ်းကိုက်ငှက်ဖျားရောဂါတွေနဲ့မတ်တောင်မရနိုင်ပဲတည်ခဲ့ကြရတယ်ဒါပေမဲ့ဂျပန်စစ်တပ်ကဆေးဝါးတွေလုံးဝမပေးခဲ့ပါဘူးတမိုင်းမှာကဘာကတိတ်မပြောကြတဲ့စိတ်မကောင်းစရာအမောင်ဆုံးအလွာတစ်ခုရှိပါသေးတယ်အင်္ဂလိပ်ဩစတြေးလျစစ်တုံးမှန်တွေတည်ဆုံးရင်ဂုံပြူတဲ့ဂူတင်းချိုင်းတွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့တွေးချင်းအာရှချွေးတက်သားတွေကြတော့ရောသူတို့သေးရင်နာမည်တော်မမပဲတောထဲမှာပဲဒီတန်းပြစ်ထားခဲ့ကြတာပါဒီလမ်းကြောင့်မဟာမိတ်စစ်တုံးမှန်1200ကျော်တည်ဆုံးခဲ့ရတဲ့အချိန်မှာအာရှသားချွေးတက်သားတွေကတော့အနည်းဆုံး3သိန်းနီးပါးအသက်ဆုံးရှုံးခဲ့ရပါတယ်အသက်ဆုံးရှုံးရတဲ့လူတွေဟာအာရှသားတွေအများဆုံးပဲဒါပေမဲ့သူတို့အကြောင်းကိုတမိုင်းမှာမေးထားပဲခြံနိုင်ခဲ့ကြပါတယ်။ဒီရထားလမ်းရဲ့နောက်ဆုံးတမိုင်းတက်တွေကတော့1942ခုနှစ်မှာအသက်15နှစ်နဲ့ဖက်ခေါ်ခံရတဲ့မလေးရှားကအာရူမှုကန်ဂန္ဓာဆာမီဆိုတဲ့အဖိုးကြီးတယောက်ပဲဖြစ်ပါတယ်။သူဟာကောင်းကောင်းလို့အသက်ရှင်ခဲ့ပြီးဒီငရဲကြီးကိုရင်ထဲမှာ82နှစ်လုံးလုံးတည်ဆောင်သွားခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလမှာအသက်69နှစ်မှာကိုလင်သွားခဲ့ပြီးသူနဲ့အတူအာရှသားတွေရဲ့အတန်မဲ့ဖြစ်ရမယ်တမိုင်းတက်တွေကြီးကလည်းဒါဝရပြော့ခဲ့သွားခဲ့ပါတယ်။ရုပ်ရှင်တွေကလို့တရားကြီးကိုကွန်မန်ဒိုတွေကမုံတော်ခဲခဲ့တာမဟုတ်ပါဘူး။တကယ်အပြင်မှာတော့1945ခုနှစ်မှာမဟာမိတ်တွေကလေတက်ကနေဘုံကျဲဖျက်ဆီးခဲ့တာပါ။အဲ့ဒီတရားကတော့ဒီကနေ့အချိန်အထိထိုင်းနိုင်ငံကကြနဘူတွေမှာရှိနေသေးဖြစ်ပြီးခရီးတွေလည်းသွားနေသေးပါ။ဒီကနေ့ခေတ်မှာမိတ်ဆွေတို့ Hellfire Pass ကိုသွားရင်တော့တောအုပ်ကြီးကအရန်ကိုတိတ်ဆိတ်နေလိမ့်မယ်ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်ငြိမ်သက်မှုဟာငြင်းချမ်းလို့တော့မဟုတ်ပါဘူးလူပေါင်းသိန်းကြီးရဲ့အသက်တွေတွေးတွေရင်းခဲ့ရတဲ့အနိဋ္ဌအာယုန်တွေပြီးဆုံးသွားလို့ကြံရခဲ့တဲ့တိတ်ဆိတ်ခြင်းသာဖြစ်ပါတယ်နောက်တစ်ခါကျရင်မိတ်ဆွေတို့ရုပ်ရှင်တွေကြည့်ရင်လေချုံနံကြားရတဲ့အခါကျရင်သတိရပေးပါတမိုင်းအမှန်ကတော့ရုပ်ရှင်လိုလက်ပမပြီးဆုံးခဲ့ပါဘူးဒီဗီဒီယိုလေးကိုသဘောကျရင်တော့ကျွန်တော် channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့နဲ့အောင်နော်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းအမှန်တွေကိုထပ်ပေါ်ပြပေးသွားမှာပါကဲအားလုံးနောက်တစ်ပုဒ်မှာပြန်လည်တွေ့ဆုံကြတာပေါ့အားလုံးကျေးဇူးတင်ပါတယ်